ရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်နိုင်ငံဆဲလေတဲ့ပင်နိုင်ငံဆဲလေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဒီဆက်ဆက်တို့မြမတဲ့ပင်ရောင်ရင်ဘုံရင်တမိုင်းမျက်နှာဆင်လာကောင်းတဲ့ပင်ပြုခဲ့မရဲ့ခင်မြေတိုင်းပင်ရအေးဝါကုန်းမောင်တွေအေးဝါကုန်းမောင်တွေမြို့သားရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်နိုင်ငံဆဲလေတဲ့ပင်နိုင်ငံဆဲလေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဆက်ဆက်တို့မြမတွေရံတွေပုံနဲ့တမိုင်းမျက်နှာသာဆင်လာကောင်းနေတဲ့တွေပြုတ်ခဲ့မငယ်ခင်ငယ်ဆိုင်ပေးရအေးဝါကုန်းမောင်တွေအေးဝါကုန်းမောင်တွေရုပ်ပြနေတဲ့ပုံနဲ့မိချင်းပါစေဦးသမီးရုပ်ပြနေတဲ့ပုံဝဲတဲ့ချင်းပါစေဆိုင်ပေါ်ကြီးမြေဝိုင်းခါတဲ့မြို့သားရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်မုတ်ကြကားကြဆိုကြမြို့ပညာပုံရိပ်ခေဒုက္ခမကျေပုံကြီးနေလေခီးတော်ပြီးတကယ်တိုက်စီမင်းတဲ့ကိုလည်းယူလာကြတာကတော့နိုင်ငံသားတွေသမီးရဲ့ဟာတာလူစင်တော်ကြီးများပဲဖြစ်ပါလေရှင်စစ်စံတို့ချလို့ထမြန်ဘိုးဘွားတို့ပြေးလဲရိုးရမပြတ်မြို့သားရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်နိုင်ငံဆဲလေတဲ့ပင်နိုင်ငံဆဲလေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်လူရှင်တော်များဖြစ်ပါလေရှင်စင်မော်ကိုနောက်ထပ်နေရာယူလာကြတာကတော့မြမမျက်လက်ဆက်ကပ်ပညာရှင်များပဲဖြစ်ပါလေရှင်ဆက်ကပ်မျက်လက်ပညာရည်များထိန်းသိမ်းရည်တည်ကော်မတီမှပညာရှင်များဖြစ်ပါလေရှင်တီးသမျှတားသမျှတီးကြမုတ်ကြကားကြဆိုကြပညာပုံရိပ်ခေဒုက္ခမကျေပုံကြီးနေလေခီးတော်ပြီးတဲ့ကိုနေရာယူလာတာကတော့နိုင်ငံကျော်အငြိမ်သမီးများဖြစ်တဲ့ရွှေမင်းသမီးလက်ခင်မွေးမင်းသမီးကြီးကြားလေးစိန်နဲ့မင်းသမီးခရမ်းစီကြီးမှာအငြိမ်မင်းသမီးများနဲ့အတူရာမာယနာပညာရှင်များပဲဖြစ်ပါရဲ့ရှင်နိုင်ငံဆဲလေတဲ့ပင်နိုင်ငံဆဲလေတဲ့ပင်ဆက်လက်ပြီးစင်မြင့်ချက်ကိုနေရာယူလာကြတာကတော့ဒီလိုတဲ့ဆွေရုပ်သေးပညာရည်များထိတ်သိမ်းရည်တည်ကော်မတီမှရုပ်သေးပညာရှင်များပဲဖြစ်ပါရဲ့ရှင်နိုင်ငံဆဲလေတဲ့ပင်ရုပ်သေးပညာရှင်များနဲ့အတူဒေဝပညာရည်များထိတ်သိမ်းရည်တည်ကော်မတီမှင်းချက်မှာနေရာယူနေတာဖြစ်ပါရဲ့ရှင်မြို့သားရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်နိုင်ငံဆဲလေတဲ့ပင်နိုင်ငံဆဲလေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဒီလိုတဲ့ဆွေတဲ့ပင်ဆက်ဆက်တို့မြမတွေကြားတွေပုံတွေတမိုင်းမျက်နှာသာဆင်လာကောင်းနေတဲ့ပင်ပြုတ်ခဲ့မငယ်ခင်မြေဆိုင်ပေးရအေးဝါကုန်းမောင်တွေအေးဝါကုန်းမောင်တွေဒီဦးသမီးရုပ်ပြနေတဲ့ပုံဝဲတဲ့ချင်းပါစေဦးသမီးရုပ်ပြနေတဲ့ပုံဝဲတဲ့ချင်းပါစေရွှေဆိုင်ပေါ်ကြီးမြေဝိုင်းခါတဲ့ပင်မြို့သားရေးတွေ့တဲ့ပင်မြို့သားရေးတွေ့တဲ့ပင်